တိတ်ပြီဗောအော်ရုပ်ကြီးပြောင်းခံနေတာပဲကွာကဲဒါတော့လီတူရဲ့ပွဲစဉ်15ကိုရရှင်ပြန်လုပ်ပေးမှဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးဟာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်တော့မှမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်ဒါဦးလက်ကြီးနဲ့ရွှေပြည်သားဒါဦးလက်ကြီးကောင်းပါတယ်ကွာနော်ဒါကအခြေခံပါပဲနော်ဒါဖူးဆဲအခြေခံပိုင်လို့ပါနော်ဖူးဆဲမှာဖွားနဲ့ထိန်းရတယ်ဆိုတော့လကားမဟုတ်ပါဘူးနော်ဒီလုံးတွေကတက်သေးပါပဲကြည့်အောင်နော်ရှေ့ကိုထွက်သွားပြီကန်သွားနံပါတ်6လေးပါတော်တော်ကောင်းပါတယ်အခုနောက်ပိုင်းပိုကောင်းလာပါတယ်နံပါတ်6လေးဒီဘွဲကဦးလက်ကြီးနိုင်သွားပါတယ်နော်ဒါက KKY နဲ့ YRG ထိုးကောင်းလိုက်တာဟေးနော်အဆုံးသက်ကြီးက very good ကြီးပါဒါ KKY ရဲ့ goal ပါကပရင်နံပါတ်9ကောင်းပါတယ် brother တော့ယူမြန်တော့ကွာမစီရကောင်းလိုက်တာကွာနော်တီတီတတာလေးလှုပ်သွားနော်ဒါ YRG ရဲ့ goal ပါဒီပွဲကတော့ YRG goal ပြတ်နိုင်သွားပါတယ်နော်ဒါက AC Mistake နဲ့ JZ ကောင်းလေဟေးကောင်းလိုက်တဲ့ shooting ကွာနော်ပြင်းလွှိုင်းကန်တာကိုထွက်တာနော်ကောင်းပါတယ်ဒီလုံးကတော့အယူဆပါပဲထုတ်သွားတဲ့ first step ကအယူဆပါပဲနော်အမကြီးတစ်ခါတည်းထုတ်သွားတာကန်လို့ရမယ့်နေရာနော် very good ပါပဲ shooting power လည်းတကယ်ပြည့်ပါဒါတော့ JZ ရဲ့ goal လေးပါတေးလေးဟုတ်တယ်အကောင်းတယ်very good ပါနော်အတီးလေးကလည်းဒါပွဲတိုင်းကိုခြေစွမ်းပြတာပါနော်ဒါကတော့ AC Mistake တော့ goal လေးပါဒီပွဲကတော့ဒါ JZ ရန်ကုန်နိုင်သွားပါတယ်နော်ဒါက7 brother နဲ့ Nuka ဒါကတော့ Nuka supply ပေါ့ရောင်ကြီးကောင်းလိုက်တဲ့ shooting ကြီးကွာနော်အရင်ဘက်ကလည်းအဲ့ shooting ကြီးနဲ့ပဲ goal ရတာဗျာအရင်ဘက်ကလည်းအဲ့လိုပဲအဝေးကြီးလှမ်းကန်တာတော်တော်ကောင်းတယ်ဆက်ပလီးမှာ तू ကကောင်းပါနော်ဒါ Nuka ရဲ့ goal ပါဒီမှာ goal တကယ်ကောင်းပါတယ်ယူလိုက်ချက်တီးရဟိုရှိုးဟိုပွဲကြီးနေမှတော့ရောက်ကုန်လိုက်ချက်တီးရနော်ဝတ်3500ကျမလို့ရောက်ပြီကောင်းပါတယ်ဒီပွဲကတော့ဒါတည်ကြသွားပါတယ်နော်ဒီပွဲကတော့ဒါ7 brother အတွက်တော့အမှတ်Glacio PR ပေးဖို့အတွက်ကိုဒါအမှတ်ကျော့သွားပြီပေါ့နော်9မှတ်လောက်ကွာသွားပြီထင်တယ်ဗျဒါကចောင်းဆရာသားတွေနဲ့ Galaxy ကိုကြီးကောင်းတယ်ဟေးစပိတ်အကျိုးကြီးvery good ပါနော်ကိုကြီးကောင်းတော့ခုထိကောင်းနေသေးပါပဲနော်ဒါဒီ2 fly ယူမဲ့နေထားပါပဲတိတ်ပြီဗောရုပ်ကြီးပြောင်းခံနေတာပဲကွာနော်ဒါသူတို့ညီကိုတွေပါနော်မနိုကအကူလားသူကအကူလားမသိရုပ်ကတော့တော်တော်တူပဲနော်တော်ကောင်းပါနော် shooting ကြီးကဒီပွဲ Galaxy နိုင်သွားပါတယ် Galaxy ကတစ်ပဲပေါ့နော်လက်ရှိဒါ7 dragon very good ဟေး3ရောက်တော့ကောင်းပါတယ်နော်ဒါ7 dragon ရဲ့ goal လေးပါဒီပွဲက7 dragon နိုင်သွားပါတယ်နော်စောင်းရမ်းမိုက်တယ်ဒါလုံးဝအသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံတာပေါ့နော်အဆင့်1နေရာအတွက်ဒါ YRG နဲ့ 1CDC Dream Team ပေါ့နော်အပေါ်ကြည့်မယ်ပေါ့နော်ဒါ 1CDC ကောင်းလေ very good နော်ဒါအဖွင့်ကိုဒါ YRG ကအရင်စရပါပါနော်ပွဲကစလာတယ်ကတော့လုံးဝ share လှုပ်ခက်ပဲဒါအမှုပညာရှင်တွေလာအားပေးတယ်ပေါ့နော်ဒီလိုမျိုးဖြစ်နေရမှာပါကျွန်တော်တို့ဖူဆယ်လီရဲ့အဆင့်တန်းကတော့တဖြည်းဖြည်းနဲ့တိုးတက်လာပါပြီနော်ကိုပဲလေးတေးဘောကွာနော်ဒါကတော့ခြေပါကိုပါ1CGC Dream Team ရဲ့ခြေပါကိုပါနော်နှစ်သင်းစလုံးကတော်တော်မြိုင်နေဗျဒီပွဲကကြည့်ရတာကြည့်အောင်နော်လီဘော်ရီမှာကြီးပဲကြည့်အောင်
ကစားသမားတွေရဲ့ quality ကလည်းတော်တော်မြင့်လာပါတယ် local တွေကစားသမားတွေရဲ့ quality တွေလည်းဒီ league အဆင့်တန်းမြင့်လာတဲ့အမြတ်မြင့်လာပေါ့ကျုံးကုန်ပြီအော်ကြိတ်ပြီမင်းဝင်ငါဝင်မယ်ဖြစ်ကုန်ပြီနော် share မှာပဲပွဲရတော့ကျန်းတော့ကျန်းတယ်ဒါပေမဲ့မယမ်းဘူးဗျာတိလားမယမ်းဘူးနော်တော်ပါတယ်အကုန်လုံးတော်ပါတယ် share ပါပဲဒါကတော့ကျွန်တော် HTB အစီအစဉ်ရဲ့เนาะဒါရှာဖွေရေးအစီအစဉ်ကဏ္ဍပါလာတဲ့မမချောချောလေးပါဒီဘက်အလီရဲ့မိန်းမလားမသိဟုတ်မယ်one day အဖေကောင်းတယ်အဲ့မှာလက်ထိဝါတယ်ဗျာဒီလားလက်ထိဝါတော့ပနတီပေးလိုက်ရတယ်အဲ့ပနတီကိုသမားလဲဖမ်းသွားရပါတော့ဒါကြော်ရဲသေးကိုဖမ်းခိုင်းတယ်ပေါ့နော်နီးစနစ်အလှည့်ပြောင်းပေါ့နော်အဲ့ဒါတို့ကြီးလွဲသွားတယ်ဗျာဒါနီးစနစ်မှန်ကန်တယ်ပဲပြောရမှာပေါ့နော်ဝမ်းပဲအော်မဟိုကြိတ်ကုန်ပြီဆိုတော့ပွဲကခက်ဂရီဖြစ်တာအဝါရီဆိုတာလဲမရေတွက်နိုင်နော်ဟိုဟာနီးပြနေအောင်လုံးလဲဝါတယ်ဟိုဟာပြတယ်ဆိုပြိတ္တပဲရှိတော့တယ်အဲ့လောက်ကောင်းတာပွဲကကိုဘဘကောင်းမြင်လိုက်တာနော်ကိုဘဘကြီးက share ပါပဲဒါ innocent လောက်တော့တာနော်ကျုံမြင်လိုက်တယ်ကျုံပုံကြရတယ်နော်ဒါက YRG ရဲ့ဥဆောင်ကိုပေါ့နော်နောက်ထပ်ဥဆောင်ကိုအဲ့မှာအင်ကြီးချွတ်ပလိုက်တယ်ဗျာအဲ့မှာအင်ကြီးချွတ်တော့တဝါထိသွားတယ်ဝန်ဒေးရမှုံနေရပဲကောင်းတော့ကျုံတကယ်ကောင်းတာလို့အဲ့မှာနော်ကိုဘာဘာหนีသွားပါတယ်နော်တယောက်ထွက်တဲ့အချိန်မှာလဲဒါ YCC ကဂိုးမသွင်းနိုင်ခဲ့ဘူးပေါ့နော်ဂိုးမသွင်းနိုင်ခဲ့စက္ကန့်တဲ့အချိန်မှာ6ဖောင်းထပ်ဖြစ်သွားတယ်ဗျာအဲ့မှာပနတီကန်ရတယ်ပေါ့နော်အဲ့ဒါအထွက်လာတဲ့အလုံးအဆန်ထပ်ပြီးတော့ပြန်သွင်းသွားပါပေါ့နော်အဲ့မှာတူဖြစ်သွားတယ်ဗျပွဲကအရန်ကြီးလို့ကောင်းတယ်ဒုတိယပိုင်းမှာပူတော်ကြီးလို့ကောင်းတယ်ရှေးတူတာအာနေတို့ကြီးကလေးပေါ်တော့မမြောက်ရဲဘူးနော်မိုးပကြီးလိုပဲသူ့ရဲ့ signature လေးဖြစ်နေအဲ့လိုလေးပေါ်ရောက်ရင်ဟိုရိုက်ဒီရိုက်နဲ့ဝင်သွားနော် very good ကြီးပါဒီလုံးကတော့နဲတော့ချက်ကီတော့ပါတာဗောနော်ကြည့်ဦးနော်ဂိုးကအဲ့မှာ 3-2 ဖြစ်သွားပါနော်အဲ့တော့မှ YCDC drain တဲ့ကတော့ဒါ power play တိုက်တယ်ဗောနော်အဲ့မှာပြတ်ပြီးတော့ YRG ကပဲဂိုးရပါပါတယ်ဒါ 4-2 နဲ့နိုင်သွားတယ်ဗောနော်အစစ်တစ်နေရာရသွားတယ်ဗော YRG ကတော့ဒီပွဲကတော့တော်တော်ကောင်းပါတယ်နော်